ကိုနဲ့စဖြစ်ခါစားမှတ်ထားရတယ်လို့ဆိုရင်စာရွက်အကောင်းစားနှစ်အုပ်သူငါစီရချီးထားတာ250ကိုတခါရုပ်ရှင်ကြည့်တော့930စိုက်ပေးထားတယ်ဆိုတော့269ကျပ်အတိုးနဲ့တွင်အနည်းဆုံး20တိုးနဲ့ပဲတွက်ကြည့်ပါဦး269ကျပ်ဆိုတော့အတိုးက45ကျပ်ထား6လဆိုတော့290အရင်က269ကျပ်ထည့်ပေါ့939ကျပ်နင်းတာမှမဟုတ်တာလေကိုချစ်ရတာအတိုးမှမကြိုက်ပါလားအတိုးမှကြိုက်ပါမလားသိအရင်ရောအမြတ်ရောရအောင်ဘယ်လိုလုပ်ရပါမလဲကိုစီကအမြတ်ကိုမရတဲ့နည်းကိုယူရမှာဟာမြတ်ဟိုမြတ်ကကိုနဲ့စပြုတ်ကလေးကစကားမပြောပါမပြောနဲ့ကွာဘာတွေများစဉ်းစားနေဟုတ်တို့မဟုတ်ပါဘူးဟိုလေအင်္ဂိစ္စကိုစဉ်းစားနေတာပါကိုဗျာပြောလိမ့်မြတ်ဟုတ်မြလေး939ကျပ်လောက်အရေးတကြီးကိစ္စရှိလို့လူချင်းနေကွာရှာပေးစမ်းပါနော်ဟာအဲ့ဒါမှပြဿနာပဲမြတ်ကြီးဘာဖြစ်လို့ကိုအိမ်ကြီးလည်းမျက်နှာသိရသားနဲ့ကွာအိမ်မှာလည်းမပြေလေဘူးမြတ်ရဟောဒါနဲ့မြတ်လိုအပ်နေတဲ့ငွေကလေတမျိုးကြီးပါလားကွာဘာတမျိုးကြီးလေကိုရဲ့ဟိုလေကွာ939ကျပ်အတိအကျကြီးဆိုတော့ဒါမြကိစ္စပါအရေးကြီးတာကိုပေးနိုင်သလားမပေးနိုင်ဘူးလားဆိုတာပဲသိချင်တယ်ဒါတောင်ဒီလထဲမှာပြောတာနော်နောက်လာဆိုရင်ပိုတက်သွားမှသိလားကို့မှာတကယ်ဒုက္ခရောက်နေလို့ပါမြတ်ချစ်သူကြီးနေကွာဒီတော့ထိပြောနေဖို့မဟုတ်ဘူးဒါဆိုရင်တော့မြကိုဘာမှဆက်မပြောနဲ့တော့ဘာမှမကြားချင်ဘူးမြရေကွာဟာအပြောင်းလဲမြန်လိုက်တာမြရေအခုချက်ချင်းအကောင်းကြီးကနေအခုချက်ချင်းတမျိုးထပ်ပြသွားတော့ကိုပြည့်နေကွာအိမ်မက်မက်နေသလားလို့ထင်ပြီးတယ်မြရေအိမ်မက်နေတာမဟုတ်ဘူးကိုကြီးတကယ်ဖြစ်နေတာရှင်သိတယ်ဒါဆိုမြတ်ပြောတဲ့ငွေ939ကျပ်မပေးလို့ပေါ့ဟုတ်လားဟုတ်တယ်ဒါတော့20တိုးနဲ့တွက်ထားတာ30တိုးနဲ့တွက်ရင်မြတော့မှပို့ပြီးနစ်နာသေးတယ်ဗျာကိုချီရတာငွေတိုးတွေမကိုက်ဘူးအတိုးလည်းမကိုက်ဘူးဒါကြောင့်ကိုဖြတ်တယ်နောက်ဘယ်တော့မှအဆက်အသွယ်မလုပ်နဲ့ဒါပဲသွားမယ်ခုမှပဲရှင်းတော့တယ်လက်ဆက်သက်တော့မင်းကကိုအတိုးနဲ့တွက်ပြီးချစ်တာဖြစ်မှဖြစ်ရလေမြတ်ကြီး